အာဆင်နယ်ကိုမိုးပွဲပြီးလုံးတယ်ကျွန်တော်ဒီအာဆင်နယ်ခြေစမ်းပွဲတွေအကုန်လုံးတောက်လျှောက်ကြည့်ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဒီကိုမိုနဲ့ပွဲကတော်တော်လေးအားရတဲ့အကောင်းတဲ့ခြေစမ်းမျိုးကိုမြင်ရတယ်ရှေ့မှာတောက်လျှောက်မမြင်ခဲ့ရတဲ့ခြေစမ်းတွေဒီပွဲပြန်မြင်ရတယ်အသင်းရဲ့ကစားသမားတော်တော်များများလူဆုံးတက်ဆုံပါတာအကြောင်းလည်းပါတယ်ပြီးတော့ကစားသမားတွေဖြစ်တဲ့ Bruno Guimaraes လည်းဒီပွဲမှာဝင်ကစားသွားဆိုတော့ကျွန်တော်တို့တော်တော်လေးအပေါင်းလက္ခဏာဆောင်တဲ့သဘောလို့ပြောရမယ်ရလက်ကစီစီတီနဲ့ပြီးသွားကြည့်တိုင်အောင်တော်တော်လေးအားရတယ်အသင်းရဲ့ခြေစွမ်းကိုဒီနေရာမှာတစ်ခုပြောချက်ရှိတာကျွန်တော်အရင်တော့ဂျူလီယန် Alvarez ကိုဘာဖြစ်လို့အတင်းခေါ်နေရလဲမလိုရရင်မခေါ်လို့လည်းရတဲ့အနေထားလို့ကျွန်တော်တောက်ချောက်ထင်ရတယ်ဗျာထင်တယ်ဗျာအခုရှိလဲအဲ့လိုသတိသားရှိတယ်ဒါပေမဲ့ညပွဲကိုကြည့်လိုက်တဲ့ခါမျိုးမှာတဖြည်းဖြည်းနဲ့ပို့ပြီးတော့အဓိပ္ပာယ်ပို့ပြီးတော့ရှိလာတယ်ပို့ပြီးတော့မြင်လာတဲ့အရာအာတီတာလိုရင်ဂျူလီယန် Alvarez မဟုတ်ဘူးဗျဂါဘီရဲ့ဂျေဆူးရဲ့အာဆင်နယ်ရောက်ချင်းနှစ်ကာလာပုံစံမျိုးအာတီတာလိုရင်အာတီတာလုံးဝ strike ကစစ်နဲ့ဆော့တဲ့နေရာမှာတော်တော်လေးအားနေသေးတယ်ဂါဘီရဲ့ဂျေဆူးအခွင့်အရေးတွေတုံးချနိုင်ခဲ့ရင်အသင်းရဲ့ကစားသမားတော်တော်များများအခွင့်အရေးတွေတုံးချနိုင်ခဲ့ရင်ဒီပွဲကျွန်တော်တို့အနိုင်ပဲပေါ့နော်ဒါပေမဲ့ဂျေဆူးရှိနေတဲ့အချိန်မှာအာဆင်နယ်တိုက်စစ်ကပို့ပြီးတော့ကစားပုံကောင်းတယ်စပိတ်တွေအများကြီးရတယ်လင့်ကတ်တွဲတာတွေတကယ်ကောင်းတယ်ယောဂရက်ဖွင့်လာတဲ့အချိန်မှာကျတော့ကစားပုံကချက်ချင်းပြောင်းသွားတယ်ဗျတိုက်စစ်ကတက်တက်လန့်မရှိတော့ပဲနည်းနည်းလေးလေးသွားတွေ့ရတယ်ဒါကြောင့်မလို့ Alvarez ကိုအာတီတာတအားလိုရင်ဂျေဆူးနဲ့အနည်းဆက်ဆုံးပုံစံတူရဲ့ကစားသမား Alvarez ပဲရှိတယ်ဈေးကွက်ထဲမှာအခုလက်ရှိတူလို့ရှိရင်အားကြောင့်မလို့မရလဲအတင်းရအောင်ခေါ်စီနေတာဗျဒီလားဒီကောင်မလေးကိုတအားသဘောကျလို့ငါမရအောင်လိုက်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေအဲ့လိုဖြစ်နေကာဘီဂျေဆူးfully fit ဖြစ်ပြီးတော့အရင်ခြေစွမ်းရဝိုင်းတော့ကျွန်တော်တို့တော်တော်လေးအဆင်ပြေအခုကလည်းအေဂျီမီလန်နဲ့စကားပြောနေရဆိုတော့ဂျေဆူးကရောင်းထွက်ဖို့အတွက်တေချာလောက်ရှိတယ်အဲ့တော့ယောဂရက်နဲ့သွားမယ်တိုက်စစ်အတွက်ဘယ်လိုမြင်လဲဆိုရင်ကျွန်တော်ဒီဗီဒီယိုတွေမတိုင်ခင်မှာကျွန်တော်စဉ်းစားထားရှိတာပေါ့နော်ဒီယာတီက OD ကတ်အတွက်လက်ရှံမယ်အရင် OD ကတ်ပုံစံမျိုးပြန်မြင်ရလို့ရှိရင်တော့ဒါသူ့အတွက်exception တို့ဖို့အတွက်သက်အခွင့်အရေးတစ်ခုရှိတာပေါ့ဗျာမို့လို့ရှိရင်တော့နောက်ရဒီက OD ကတ်ထွက်ခွာရဖို့အတွက်ရာခိုင်နှုန်းများတယ်ဘာလို့ကျွန်တော်တို့ပြောလဲဆိုတော့ OD ကတ်စီကကျွန်တော်တို့လိုချင်တဲ့long ball တွေမမြင်ရဘူး through pass ကြီးကောင်းကောင်းမမြင်ရတော့ဘူး killer pass ကြီးလည်းတိတ်မထွက်တော့ဘူးဗျာသူ့စီမှာသွားရင် wall လုပ်ရှိမယ်pass တလုံးက normal pass တွေနဲ့အသင်းရဲ့တန်ဖိုးထိန်းပေးမယ်ဒီလောက်ပဲရှိရတာအဲ့တော့ညပွဲမှာ OD ကဝင်ကြတဲ့ပွဲမှာကျွန်တော်ဗာမြင်ရတယ်ဆိုတော့ OD ကစီကအရင်လိုမျိုးရဲတင်းတင်းလောက်တာတော့မြင်ရတယ်ဂျင်းနဲ့ကြက်တဲ့တွေမှာကောင်းကောင်းအလုပ်လုပ်နိုင်တယ်အဲ့တော့ OD ကရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်ဒီရာကြီးမှာပြန်ရနိုင်မယ်လို့မျှော်လင့်တယ်သူ့ရဲ့အကောင်းဆုံးပုံစံကိုရမှသာလျှင် OD ကအာဆင်နယ်ကြီးမှာဆက်နေပါအဲ့ဒါပြင်ယောဂရက်နဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ရာကြီးကအထိုင်ကနည်းနည်းလေး different ဖြစ်သွားတယ်ဗျအဲ့ဒါကဘာလဲဆိုရှင်ယောဂရက်ရဲ့ channel run တွေကိုအတင်းသားတော်တော်များများနားလေသဘောပေါက်လာတယ် OD ကဆိုလို့ရှိရင်လည်းတောက်လျှောက် channel run တွေပေးတယ်အဲ့လိုပဲဇိုလစ်ဆိုလို့ရှိရင်ဒီတိုင်းပဲနောက်အားကိုးရတဲ့ကစားသမားတွေဆိုအခုဆိုလို့ရှိရင်ဆယ်မွန်လေးမဆိုးဘူးပြသေးလားဒီကောင်လေးအထဲမှာလည်းရားလိုမျိုးပဲညာချမ်းအောင်ထွက်ဆိုလို့ရှိရင်လည်းမဆိုးဘူးဆိုတော့သူ့အတွက်နည်းနည်းလေးတော့အခွင့်အရေးရှိတယ်ဒါအပြင် Milo Skelly ကိုဒီရဒီမှာလာအာဒီတာကောင်းကောင်းမသုံးဆိုလို့ရှိရင်တော့အင်္ဂလန်မီဒီယာတွေကတောက်လျှောက်အာဒီတာကိုထုံးနှံလာဖို့ရှိတယ်ဒီဘက်မှာလည်း Skelly ကတကူသွင်းသွားဆိုတော့တော်တော်လေးခြေစမ်းကောင်းတွေမှာပါတယ်အဲ့အပြင်Bruno Guimaraesကိုဘာဖြစ်လို့ခေါ်ရလဲဆိုတာရှင်းတယ် Guimaraes ကအခုထိအသင်းနဲ့ connection သိမ့်မမိသေးဘူးဒါပေမဲ့သူ့စီကကျွန်တော်တို့လိုအပ်နေတဲ့အရာတွေမြင်ရတယ်ဒီကလန် right ရှု Superman ဒီလိုမပို့ပေးတဲ့ long ball တွေ vision တွေသူ့စီမှာကောင်းကောင်းမြင်ရတယ်ကွင်းလေကိုကောင်းကောင်းထိန်းချောင်းနိုင်တယ်အဲ့တော့ဒီခေါ်ယူမှုကကျွန်တော်တို့ကအပေါင်းလက္ခဏာဆောင်တယ်လို့ပြောရမှာပဲအဲ့ဒါပြင်ဇိုလစ်ကအခုချိန်ဒီအသင်းနဲ့ connection မိဖို့အတွက်တော်တော်လေးစူးစမ်းနေရတယ်ဗျဇိုလစ်ရဲ့တိုက်ကညာချမ်းကိုလုံးဝ channel ကြီးကို share ထုတ်လိုက်တာမဟုတ်ဘဲနဲ့သူအတွင်းဝင်ပြီးကစားပုံအဲ့ဒါပြင်သူစီမှာဆက်ပြီးအားကောင်းတာတွေရှိမယ်ဒါပေမဲ့လုတ်တဲ့အရာဟောကောင်းကောင်းမလုပ်ရဲတာဘောပြက်များအောင်မှကြောက်နေအရာမျိုးတွေရှိနေတယ်လို့မြင်တယ်မာတင်နယ်လီကတော့အတွင်းထဲဝင်ကစားတာပုံများလာတယ်ဘောကယ်ရင်းပိုကောင်းလာတယ်ဒါပေမဲ့ 1+1 individual တွေမှာတော့မာတင်နယ်လီကအခုချိန်ဒီတိုးတက်လာမှုမရှိသေးဘူးပေါ့နော်တကယ်လို့ဒါဘဲတောင်မှာလူခေါ်ယူလို့မရလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဲတောင်မှာအခုချိန်ဒီအားနေနေသေးဆိုတဲ့အရာထင်ရှားတယ်ဒီဘက်မှာ900သွားတဲ့ကိုမိုးရဲ့9ဆိုလို့ရှိရင်တကယ်တော်တော်လေးကိုကောင်းတယ် individual တွေကအစ finishing အဆုံးတော်တော်လေးကောင်းတယ်ကီပါကိုတော့ကျွန်တော်ကကြိုက်တဲ့ထဲမှာပါတယ်သူဘီပါကိုမှလည်းကြိုက်တယ်ချက်ကြီးရောက်တော့လည်းကြိုက်တယ်
Brentford မှာလည်းကောင်းတယ်ဒါပေမဲ့ Arsenal ရောက်တဲ့နောက်ပိုင်းမှာ keeper ကိုကျွန်တော်တိတ်ပြီးတော့သဘောမကျတော့အတင်းတစ်မှာဖြစ်လူတစ်ယောက်မှဖြစ်လက်ရှိတာမရှိတာကွာတာပေါ့ဗျာ Frost တို့ပါလို့ဆိုရင်ကျွန်တော်တို့က lucky player လို့ပြောရမှာပေါ့ keeper ကျတော့ unlucky player ဖြစ်နေတယ်ဗျသူစော့ခဲ့တဲ့ပွဲတွေတိုင်းမှာတစ်ဖက်အသင်းကကောင်းမကောင်းအနည်းဆုံးဂိုးပြန်ပေးရတယ်ဗျအဲ့ဒီအရာကြီးတော်တော်လေးသဘောမတွေ့ဘူးဖြစ်နိုင်လို့ဆိုရင်တော့အကောင်းဆုံးလက်စွမ်းပြအကောင်းဆုံးပုံစံတွေမြင်ရပြီးတော့အသင်းရဲ့အတူတူကိုသမားတယောက်အနေနဲ့ကောင်းရေရှည်မှာဆက်ရှိစီရင်တော့ကီပါတီထပ်ပို့ပြီးတော့လုပ်ပြဖို့လိုတယ်အသက်အရွယ်ရတယ်အကြီးပိုင်းရောက်နေပြီဆိုတော့ဒီနေရာတော့အများကြီးမျှော်လင့်တာမရှိဘူးဒေးဗစ်ရာဝင်လာတဲ့နောက်ပိုင်းမှာကန်စစ်ကောကွင်းလေဟောအစားပို့ပြီးတော့တည်ငြိမ်လာတာကိုပြလို့တိုက်စစ်ကလည်းပို့ပြီးလှုပ်လာတယ်ဆာကာကအခုချိန်ထိပြန်မပါနိုင်သေးဘူးဒါအပြင်အာတီတာကစူပါမန်တီကိုတိတ်ပြီးတော့မသုံးဖြစ်ဘူးထင်တယ်ဗျစူပါမန်တီတာတကယ်လို့ချက်စီးရအန်ဆူဖာနန်ဒက်ထွန်တေချာပေါက်ချက်စီးလိုက်အာဆင်နယ်စူပါမန်တီကိုလက်လွတ်ရဖို့အနေထားရှိလောက်တယ်စူပါမန်တီကိုကျွန်တော်တို့ကတော့သဘောကျတယ်ကြိုက်တယ်ဒါပေမဲ့စူပါမန်တီကိုတိတ်မသုံးဆိုတဲ့အရာတော့ကျွန်တော်လည်းလက်သိမခံဘူးသူကသူဘယ်တော့ပဲခြေသွင်းချနေပြီဖြစ်စေစူပါမန်တီက DM ဘိုးမှာအကောင်းဆုံးသားသမားတစ်ယောက်ပဲအဲ့တော့စူပါမန်တီကိုလည်းခွင့်ရေးပြန်ပေးသေးခြင်းနဲ့ဆိုတော့ဘယ်တော့ညဘွယ်ပေါ့ဘယ်လိုမြင်လဲ comment ဝင်ဆိုလို့ကြလို့ရပါတယ်